ဒီအမျိုးသားဟာလက်ထပ်ထားတဲ့မကြသေးတဲ့ချစ်စရာကောင်းပြီးသူအရန်ချစ်တဲ့ဇနီးကိုကွာရှင်းဖို့ပြင်နေပါတယ်။မင်းကလေးဟာသူ့ယောက်ျားတာဝန်ကျတဲ့စခန်းကိုအတူနေဖို့လိုက်လာခဲ့ပါတယ်။ကျန်းကျောက်ဟာရှန်ရှန်အတွက်ဝယ်လာပေးတဲ့မနက်စာချိုင်လေးကိုစပွဲပေါ်တင်ပေးခဲ့ပြီးနောက်တက်ရင်မှုကြီးရဲ့ရုံးခန်းဘက်ကိုထွက်လာခဲ့ပါတယ်။လမ်းတစ်လျှောက်မှာတော့စစ်တပ်ဝန်းတွင်းကမိသားစုဝင်အချို့လိုချနေကြပြီးပေါ့အိမ်ကြီးချင်းဖြစ်သူဝမ်ယန်တို့မိသားစုဟာလည်းခြံဝင်းထဲမှာမနက်စာစားနေကြတာပါ။ဝမ်ယန်ဟာဘေဘီကိုဝေးဝဲကြည့်ရင်းလမ်းပေါ်မှာရှောင်းလန်းသွားတဲ့အရက်ရှိရှိရုပ်ရည်ခံရပြီးအေးဆက်ဆက်အရှိန်ဝါရှိတဲ့လူငယ်တစ်ယောက်ကိုလှမ်းမြင်လိုက်ရတယ်ဟဲ့။အဖေကြီးဟိုသွားနေတဲ့သူကဘသူလဲလို့ဝမ်ယန်ကသူ့ယောက်ျားလီလျံချင်းကိုတထောင်နဲ့တုပ်ပြီးမေးလိုက်တယ်။လီလျံချင်းကလှမ်းကြည့်ပြီးဂုံယူဝင်းကြွားစွာနဲ့ပြန်ဖြေတယ်။သူကငါတို့ရဲ့စစ်စင်ရေးကုကဲမှုအရာရှိကျန်းကြောက်လေ။နောက်ဆိုတွေ့ရင်နှုတ်ဆက်ဖို့မှတ်ထားအောင်။သူကငငယ်ရွယ်ရွယ်နဲ့ဒီယာတူးကိုကိုယ့်ရည်ချင်းနဲ့ကိုတက်လန်းထားတဲ့သူပဲ။ငါတို့တရင်မှာတော့သူကတကယ်ကိုစကားပြောရတဲ့သူပေါ့။ဝမ်ယန်ကတော့မယုံနိုင်တယ်လို့နဲ့ကြည့်ရတာတော်တော်ငယ်သေးပုံပဲ။ဒီလောက်ငငယ်နဲ့အရာရှိဖြစ်နေပြီလား။ရှင်ကတော့အခုထိတက်ချက်ကြီးဘဝကမတက်သေးဘူး။သူကအိမ်အောင်ကြပြီးပြီလားကြပြီးပြီဒါပေမဲ့ကြားရတာတော့အဆင်မပြေဘူးထင်တယ်။ကွာရှင်းဖို့လုပ်နေတယ်လို့သတင်းထွက်နေတာပဲ။ဒါကိုတော့ရှောက်မပြောနဲ့ဦးလို့လီလျံချင်းကသတိပေးရင်းရေရွတ်လိုက်မိတယ်ထူဆန်းတာကကျန်းအရာရှိကပုံမှန်ဆိုရင်စစ်တမ်းရမှာပဲအမြဲနေတာ။ဒီနေ့မှဘာလို့အိမ်ဘက်ကိုပြန်လာတာပါလဲတစ်ဖက်မှာတော့ကျန်းကြောက်ဟာတက်ရင်မှုကြီးဝန်ကျန်းရဲ့ရုံးခန်းထဲမှာအဆူခံနေရပါတယ်။မင်းကိုငါဘယ်လိုပြောရမလဲကျန်းကြောက်ရ။ဟိုကလေးမလေးကအဝေးကြီးကနေမင်းကိုလာရှာတာတော့မင်းကကွာရှင်းမဲ့ပဲလုပ်နေတယ်တက်ရင်မှုကြီးကစပွဲပေါ်ကရင်နွေးချမ်းကိုတကြိုက်ထဲတောက်လိုက်ပြီးတပြင်းချတယ်။ပြောစမ်းမင်းဘာတွေတွေးနေတာလဲ။အဲ့ဒီလောက်လှပရင်ကြီးတဲ့ဇနီးမျိုးကိုမင်းကဘာလို့ဒီလောက်တောင်ညှို့ညင်နေရတာလဲ။ကျန်းကြောက်ကတော့နှုတ်ဆိတ်နေသေးပါပဲ။သူ့ဇနီးရဲ့ရင်ထဲမှာတခြားတစ်ယောက်ရှိနေတဲ့ဆိုတဲ့အချက်ကိုသူတစ်ပါးသူကိုထုတ်မပြောချင်ဘူးလေ။ဒါကြောင့်ဘာမှမပြောဘဲတောက်တောင်ကြီးရက်နေတာဟာခွင့်မပြုမချင်းနေတိုင်းလာနေမယ်ဆိုတဲ့ဟန်ပန်မျိုးပေါ့။တက်ရင်မှုကြီးကတော့ကျန်းကြောက်ကိုသူ့သားရင်းလိုချစ်တာကြောင့်အကြိမ်ကြိမ်အောင်တွေ့ပေးခဲ့ပူပေမဲ့ကျန်းကြောက်ကအလုံများတယ်ဆိုပြီးအမြဲညင်းခဲ့တာပါ။အခုကိုယ်တိုင်ရွေးချယ်ထားတဲ့ဇနီးကြမှာတယောက်တာနဲ့ကွာရှင်းမဲ့လုပ်နေတာကိုသူနားမလည်နိုင်ဖြစ်နေတယ်။ကောင်းပြီ။မင်းဆုံးဖြတ်ချက်ကဒီလောက်တောင်ခိုင်မာနေမှတော့ငါမင်းကိုမတားတော့ဘူး။ဒါပေမဲ့အိမ်တော်ရေးဆိုတာမင်းတယောက်တည်းဆုံးဖြတ်လို့ရတာမဟုတ်ဘူး။ငါမင်းမိမကိုခေါ်ပေးအောင်မယ်။သူလည်းတကယ်ပဲမင်းနဲ့မပေါင်းချင်တော့ဘူးဆိုမှငါခွင့်ပြုမယ်ကွာရှင်းဖို့အခွင့်အရေးရလာပေမဲ့ကျန်းကြောက်ရဲ့စိတ်ထဲမှာတော့ဝမ်းသာရမလို့ဝမ်းနည်းရမလို့နဲ့စိတ်ရှုပ်ထွေးနေမိတယ်။ဟုတ်ကဲ့ပါဆိုတဲ့စကားတခုကိုသာလေးလံစွာပြောထွက်ခဲ့တော့တယ်။အိမ်မှာတော့ရှန်ရှန်ဟာမနက်စာကိုအားရပါရစားတော့ပြီးနောက်ကျန်းကြောက်ကိုဘလို့နီးနဲ့ကွာရှင်းခွင့်မပေးဘဲထားရမလဲဆိုတာကိုတွေးတော်ရင်းစိတ်ပူနေမိတယ်။အဲ့ဒီအချိန်မှာပဲတကားခောက်တန်ကြားလိုက်ရလို့တောဖွင့်လိုက်တော့မနေ့ကစစ်သားလေးရှောင်းလို့ကိုတွေ့လိုက်ရတယ်။အမတက်ရင်မှုကြီးကအမကိုရုံးခန်းကိုလာခဲ့ဖို့ဖိတ်ခေါ်ခိုင်းလိုက်လို့ပါရှန်ရှန်လည်းအဝိစာအမြန်လဲပြီးစစ်သားလေးနောက်ကိုလိုက်သွားခဲ့တယ်။ရုံးခန်းထဲရောက်တော့တက်ရင်မှုကြီးဝန်ချမ်းကသူမကိုပြုံးပြုံးလေးကြိုဆိုရှာတယ်။ရှန်ရှန်ရဲ့နုနယ်ရင်ကြီးတဲ့ပုံစံလေးကိုမြင်တော့သူကပို့ပြီးတော့တောင်သဘောကျသွားပုံရတယ်။သမီးကျန်းကြောက်ကကွာရှင်းကျင်တယ်လို့ပြောနေတာကိုသမီးဘက်ကဘယ်လိုသဘောရလဲ။ငါကသူ့ကိုတားရင်လို့သဘောထားလို့ဝင်ပါမိတာပါ။သမီးအနေနဲ့စိတ်အနှောက်အယှက်မဖြစ်စေချင်ဘူး။ရှန်ရှန်ရဲ့ရင်ထဲမှာအတွေ့အကြုံဖြစ်ခနဲ့ပေါ်လာတယ်။ဒီလူကြီးကကျန်းကြောက်ကိုကွာရှင်းခွင့်မပေးချင်ဘူးပဲလို့ရိပ်မိလိုက်တာပေါ့။ကျမစိတ်မဆိုးပါဘူး။ကျေးဇူးတောင်တင်ပါတယ်။တကယ်တော့ကျမလည်းမကွာရှင်းချင်ပါဘူး။သမီးကမကွာရှင်းချင်ဘူးဆိုရင်ကျန်းကြောက်ကဘာလို့အတင်းကွာရှင်းချင်နေရတာလဲ။သူသမီးကိုကြည့်တဲ့ပုံစံကမချစ်တဲ့ပုံလည်းမဟုတ်ပါဘူး။ရှန်ရှန်ကနှက်ခမ်းလေးကိုကိုက်ပြီးတွန်းဆုပ်နဲ့ပြောလိုက်တယ်တကယ်တော့ကျန်းကြောက်နဲ့မသိခင်ကကျမမှချစ်သူရှိခဲ့ဘူးပါတယ်။ဒါပေမဲ့ကျမမေကအတင်းကျပ်ကျန်းကြောက်နဲ့လက်ထပ်ခိုင်းခဲ့တာပါ။အဲ့ဒီတော့ကကျမအရန်ဝမ်းနေခဲ့ရပေမဲ့လက်ထပ်ပြီးတဲ့နောက်မှာတော့ကျန်းကြောက်နဲ့ပဲဘဝကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းမယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒါပေမဲ့သူကကျမကိုမယုံဘူးထင်တယ်။သူမကမျက်ရည်လေးအနှဲငယ်ဝဲလာအောင်ဟန်ဆောင်လိုက်ရင်ဆက်ပြောတယ်သူထွက်သွားပြီးတလအကြာမှာကျမမှာကိုဝင်ရှိနေတာသိလိုက်ရတယ်။အဲ့ဒါကြောင့်သူ့ကိုအမြန်လိုက်ရှာတာပါ။ဒါပေမဲ့သူကတော့ကျမကိုကွာရှင်းဖို့ပဲတွေးနေတယ်တက်ရင်မှုကြီးဝန်ချမ်းတယောက်မြင့်သက်သွားတယ်။ဟာသမီးမှာကိုဝင်ရှိနေပြီဟုတ်လား။ဒီကောင်စုပ်ကျန်းကြောက်ကတော့လေအဖေဖြစ်တော့မဲ့သူကများကွာရှင်းမဲ့လုပ်နေရသလား။ကဲသမီးစိတ်မပူနဲ့သမီးဘက်ကတကယ်ပဲကျန်းကြောက်နဲ့ပေါင်းချင်တာပေးချရင်ဒီလက်ထပ်ပွဲကိုငါလုံးဝကွာရှင်းခွင့်မပေးဘူးရှန်ရှန်ဝမ်းသာသွားပြီးကျေးဇူးတင်ပါတယ်ဟွာလို့နှုတ်ဆက်ကထွက်လာခဲ့တယ်မကြခင်မှာပဲကျန်းရရှိရဲ့ဇနီးလေးရောက်လာပြီးတက်ရင်မှအတူနေတော့မယ်ဆိုတဲ့သတင်းဟာတတက်လုံးကိုအတောင်ပံမှာတလို့ပြန့်နှံ့သွားပြီးလူတိုင်းကလည်းသူမကိုအားကြတကြီးနဲ့စောင့်ကြည့်နေကြပါတော့တယ်ဟဲ့ကျန်းကြောက်မင်းမရောက်လာပြီဆိုတာသိတာပဲဒါကိုဘာလို့စစ်တမ်းရမှာပဲလာအိတ်နေရတာလဲမေးလိုက်တဲ့သူကကျန်းကြောက်ထက်အသက်တော်ကြီးတဲ့ကျန်းမှာသူကကျန်းကြောက်ရဲ့လုပ်ဖို့ကိုင်ပဲဖြစ်ပြီးဘလို့တာဝန်မျိုးပဲဖြစ်ဖြစ်အတူတူထမ်းဆောင်ကြတဲ့ရဲဘော်ရဲဘက်တွေပေါ့မနက်စောစောကြီးမျက်နှာစုပုတ်နေတဲ့ကျန်းကြောက်ကိုကြည့်ပြီးသူကလက်မောင်းနဲ့တိုက်ကစားနောက်နေတာပါကျန်းကြောက်ရဲ့ဇနီးရောက်လာတာကိုသူဒီနေ့မှသိလိုက်ရတာဖြစ်တယ်လို့ဒီကောင်စုပ်လေးကအိမ်မပြန်ပဲစစ်တမ်းရမှာလာအိတ်နေတာကိုလည်းသူတကယ်ပဲနားမလည်နိုင်ဖြစ်နေတယ်ကျန်းကြောက်ကတော့သူ့ကိုပြန်မဖြေပဲအောက်ကကွင်းပြင်ထဲမှာလေ့ကျင့်နေတဲ့စစ်သားတွေကိုပဲလှမ်းအောင်လိုက်တယ်ဒီနေ့လေ့ကျင့်ခန်းတွေကိုညနေ3 နာရီအပြီးမတက်နိုင်တဲ့သူရှိရင်ငါကိုယ်တိုင်အချိန်ပိုခေါ်ကျင့်ပေးမယ်ကွင်းပြင်တစ်ခုလုံးညီးတွားတန်တွေစူညံသွားတာပေါ့ကြားကျန်းကတော့ဆက်ပြီးစားနောက်နေတော့မယ်ကျန်းကြောက်မင်းမိမနှင်ထုတ်တာခံလိုက်ရတာလားမင်းမှာလျှို့ဝှက်စုထားတဲ့ပတ်စံတွေရှိနေတာကိုအမကတီးသွားလို့လားကျန်းကြောက်ကစိတ်မရှိတော့တဲ့အကြည့်နဲ့ကြည့်လိုက်တော့ကြားကျန်းကလက်ကပြတယ်ကဲပါငါမမေးတော့ဘူးဒါပေမဲ့မင်းအမကိုတော့တောင်းမပြောနဲ့အောင်ငါမှတလားမှဒီလောက်လေးပဲရတာဒါကိုပါသိမ်းသွားရင်ငါတော့တေးဖို့ပဲရှိတော့တယ်ကျန်းကြောက်ကတော့မဲပြုံးတစ်ချက်ပြုံးလိုက်ပြီးပြန်ပြီးအေးဆက်ဆက်အမူအရာပြောင်းလိုက်တယ်သူ့ရဲ့ခံရတဲ့ဟန်ပန်ကိုကြည့်ပြီးကြားကျန်းကမနာလို့တလူနဲ့စောင့်ကြည့်နေလိုက်နောက်ဆိုရင်မင်းရဲ့ဘောင်းဘီအိတ်ကမင်းမျက်နှာထက်တောင်ပိုပြီးပြောင်းချောနေစေရမယ်ပတ်စံတပြားမှမရှိအောင်အသိမ်းခံရမယ်လို့ကျိန်းစဲတလူပြောလိုက်တယ်အဲ့ဒီအချိန်မှာကျန်းကြောက်ရဲ့ခေါင်းထဲမှာရှန်ရှန်ရဲ့နူးညံ့တိမ်မွေးရဲ့မျက်နှာလေးဝင်လာတယ်ဒီလိုနူးနူးညံ့ညံ့မိန်းကလေးမျိုးကငါးလစာတွေကိုအတင်းသိမ့်မဲ့သူမျိုးလားသူဘလို့မှစိတ်ကူးလက်ထည့်လို့မရခဲ့ပါဘူးရှန်ရှန်တယောက်တက်ရင်မှုကြီးရဲ့ရုံးခန်းကနေအိမ်ကိုပြန်လာတဲ့လမ်းမှာစစ်တဝန်တွင်းကမြင်ကွင်းတွေကိုစိတ်ဝင်စားကြည့်နေမိတယ်တန်ရှင်းတက်ရက်တဲ့လေ့ကျင့်ရေးကွင်းပြင်ကြီးတွေနဲ့စစ်ဝတ်စုံဝတ်ပြီးပြေးလွှားလေ့ကျင့်နေတဲ့စစ်သားတွေကိုမြင်ရတာဟာသူမအနှစ်20လုံးလုံးဖြတ်တန်းခဲ့တဲ့ကြီးလက်ဘဝနဲ့လုံးဝကိုကွဲပြားခြားနားနေပြီးထူးဆန်းတဲ့လုံခြုံမှုမျိုးကိုပေးစွမ်းနေတယ်လို့ပါပဲ
အိမ်သားရောက်ခါနီးမှာတော့ကလေးတစ်ယောက်ကိုလက်ဆွဲပြီးလာနေတဲ့အမျိုးသမီးတစ်ယောက်နဲ့မျက်နှာချင်းဆိုင်တိုးမိတယ်။ရင်းနှီးနေတဲ့ထိုပုံရိပ်ကိုကြည့်ရင်နှစ်ယောက်သားတစ်ပြိုင်နက်တည်းမှတ်မိသွားကြတယ်။နင်ကဘာလို့ဒီမှာရှိနေတာလဲဝမ်ရန်ရဲ့အတန်ကအမိတ်ပေးတန်လို့ခတ်ဆူးဆူးထွက်လာတယ်။ရှန်စဉ်းစားလို့မရဘူး။ဒီအမျိုးသမီးကိုသူမဘာပြစ်မှုကျူးလွန်ခဲ့မိလို့ဒီလောက်တောင်ရန်ညိုးထားနေရတာလဲ။ဒါပေမဲ့ကိုကိုမုန်းတဲ့သူကိုဘလို့ပဲလုပ်ပေးအကိုပဲဆိုတာသိနေတာကြောင့်သူမဘာမှပြန်မပြောဘဲဝမ်ရန်ကိုကြော်ပြီးရှောက်သွားဖို့ပြင်လိုက်တယ်